4 ကြတော့ယုံကြည်ထိုက်သောတရားများကိုယုံဖို့ခဲရင်ပြီးမယုံကြည်ထိုက်သောအာဓမ္မတွေကိုကြတော့ယုံဖို့အင်မတန်လွယ်ကူလာပါတယ်တဲ့အဲ့ဒါကိုတဒ္ဒါသံပတ္တိဒုလပံလို့ခေါ်ပါတယ်နံပါတ် 5 ကြတော့ယဟန်အကျင့်ကိုကျင့်ဖို့ခဲရင်လာပါတယ်တဲ့အဲ့ဒီ 5 မျိုးမှာကျွန်တော်အနေနဲ့နံပါတ် 3 ဖြစ်တဲ့လူသားဖြင့်ရရှိဖို့ခဲရင်တယ်ဆိုတာလေးကိုမိမောင်းထုတ်ပြခြင်းပါတယ်ယနေ့ကြွရောက်လာကြတဲ့မိဘဆွေမျိုးအားလုံးတို့သည်လူသားအဖြစ်နဲ့ကိုယနေ့ရရှိနေပါပြီအင်မတန်ကံကောင်းလာတဲ့လူသားတွေဖြစ်နေပါတယ်မြန်မာနိုင်ငံသည်ထေရဝါဒနိုင်ငံတို့တွင်အထောက်အထိတ်နိုင်ငံဖြစ်တဲ့နိုင်ငံမှာဗုဒ္ဓသာသနာဝင်ရဲ့မိသားစုမှာမွေးဖွားလာရပြီးတော့ယနေ့ဝိပဿနာတရားတွေနဲ့လည်းအလံမဝေးပါဘူးပြီးတော့လည်းပဲအင်မတန်ဉာဏ်ကြီးလာတဲ့အာယုံ6 ပါးစလုံးအင်မတန်ကောင်းတဲ့ပုံကိုယ်တွေဖြစ်နေရတဲ့ရတော့ရခဲ့ရတဲ့လူဘဝကိုအပြည့်အဝအခွင့်အရေးတွေကိုပိုင်ဆိုင်နေကြရပါတယ်အဲ့ဒီလူဘဝပိုင်ဆိုင်မှုကိုဘုရားရှင်ကိုတော်မြတ်ကြီးကတော့ဖောက်တန်2 ခုနဲ့ဥပမာပေးပြီးဆုံးမခဲ့ပါတယ်အဲ့ဒီချိန်မှာမိမိရဲ့လူဘဝရရှိနေတာကိုတန်ဖို့ကိုသိစေခြင်းလို့ပြန်လဲပြီးတင်ပြခြင်းဖြစ်ပါတယ်နံပါတ် 1 သုတ်တန်ကကြတော့နခသိခသုတ်တန်လို့ဆိုပါတယ်ဘုရားရှင်ကိုတော်မြတ်ကြီးကတနေ့သောအခါမှာမြေမုတ်တဆုပ်ကိုကျုံပြီးလက်ဖက်ခေါ်ပေါ်တွင်တင်းပြီးနောက်လိုက်ယဟန်များကိုမေးပါတယ်တဲ့ငါဤလက်ဖက်ခေါ်ပေါ်တွင်ရှိသောမြေမုတ်နှင့်ဤမဟာပါထွီမြေကြီးအပြည့်မြေမုတ်ဘယ်မြေမုတ်ကများသနည်းလို့မေးတဲ့အခါမှာနောက်လိုက်ယဟန်တို့ကနေပြီးတူနိုင်လို့မရအောင်နေပါလောလာပါတယ်ဖယားလို့ဖြေပါတယ်ယောဂီတို့ရေလက်ဖက်ခေါ်ပေါ်မှာရှိသောမြေမုတ်သည်အင်မတန်မှကိုပြောလို့ကိုမရလောက်အောင်ကိုနေပါလောလာပါတယ်ဖယားရှင်ကနေမိတ်ပါတယ်တဲ့မမ်မီတဲ့အသင်တို့ပြောတော့ငါဤလက်ဖက်ခေါ်ပေါ်နဲ့ရှိသောမြေမုတ်မြသာလျင်လူနတ်မြမာတို့အားလုံးစုတေလို့ကွယ်လွန်သွားရင်လူနတ်မြမာပြန်ဖြစ်တယ်ကျမ်းတဲ့ဤမဟာပါထွီမြေကြီးအပြည့်မြေမုတ်လူနတ်မြမာစုတေကွယ်လွန်သွားခဲ့ရင်အပယ်သို့တောက်ချောင်သွားပါတယ်ဒါကြောင့်မို့ခဏကြွလာတဲ့မိဘမောင်နှမတွေအားလုံးတို့သည်အပယ်ကလှော့ပါပြီလို့ကိုပြောရဲပါမလားကြောက်เสียကောင်းတော့လာပါလေဒီလိုပါပဲဒါကြောင့်မလို့ဝိပဿနာမကျင့်သေးတဲ့ပုဂ္ဂိုလ်ကဆင်းမှာသေကြတယ်ဆိုတာကိုတော့စဉ်းစားမနေနဲ့တော့ဘီနင်းဆရာမမေ့ပါနဲ့တော့တဲ့နော်တက်ကကြတော့နခတိခသုတ်တန်တဲ့အလုံးအပယ်ဆင်းသွားပြီဒါပေမဲ့တချို့ကလည်းအပယ်ကလေးဆင်းသွားပြီလို့ရှိရင်တခါတလေသွားလဲကျင်သေးတဲ့ပုဂ္ဂိုလ်တွေကိုလည်းဒုတိယသုတ်တန်ကဘုရားကဆုံးမပါတယ်ဒုတိယသုတ်တန်ကကြတော့ကာနကစ္စပသုတ်တန်လို့ဆိုပါတယ်လက်ကံသုတ်တန်လို့ဗမာလိုခေါ်ပါတယ်အင်မတန်မှကိုအပြောကျယ်လာတဲ့သမုတ်တရားကြီးတဲ့ကြမ်းခင်းပေါ်မှာမျက်လုံးစုံကန့်နေတဲ့လက်ကမ်းကြီးတစ်ကောင်ကတွားနေပါတယ်တဲ့အဲ့ဒီလက်ကမ်းကြီးမျက်လုံးစုံကန့်ပြီးသွားချင်ရာသွားနေတဲ့ကျမ်းပြင်ပေါ်မှာရှိတဲ့လက်ကမ်းကြီးနဲ့သမုတ်တရားရည်မျက်နှာပြင်ပေါ်မှာလက်တဘိုးဒုံလေးတဒုံကလည်းမျောနေပါတယ်တဲ့အဲ့ဒီလက်တဘိုးဒုံမှာကြတော့အပေါက်လေးတစ်ပေါက်ပါတယ်ဒီအပေါက်ဒီလက်ကမ်းရဲ့ဥခေါင်းနဲ့စော့ယုံကလောက်လေးရှိတဲ့အပေါက်လေးတစ်ပေါက်ပါတဲ့လက်တဘိုးဒုံကမျောနေတယ်တဲ့အဲ့ဒီလက်တဘိုးဒုံဒီလည်းမျောခြင်းတလို့မျောနေတဲ့လက်တဘိုးဒုံသွားခြင်းတလို့သွားနေတဲ့လက်ကမ်းအဲ့ဒီလက်ကမ်းဒီအနှစ်တရာကြာမှရေမျက်နှာပြင်ပေါ်ကိုတစ်ကြိမ်ပေါ်တယ်တဲ့ဗျာအဲ့ဒီအချိန်မှာဘုရားရှင်ကနောက်လိုက်ယဟန်တွေကိုမေးပြီးတဲ့လက်ကမ်းရဲ့ဥခေါင်းနဲ့လဲတဘိုးဒုံရဲ့အပေါက်ကလေးနဲ့စော့သွားဖို့ဟာလွယ်ပမလားလို့မေးပါတယ်ယောဂီတို့ကကြတော့ဘလို့ဖြေမလဲတော့မသိပါဘူးစာထဲမှာတော့ဘလို့ရေးထားလဲတော့ကျွန်တော်လည်းစာသိမတတ်တော့မသိဘူးဒါပေမဲ့ကျွန်တော်ဖြေလိုက်ပါတယ်ဘယ်လို့မှကိုမဖြစ်နိုင်ပါဖေယားဟုတ်လားတော့မသိဘူးယောဂီတို့သဘောတူလားတော့မသိဘူးဘယ်လို့မှကိုမဖြစ်နိုင်ဘူးတဲ့လက်ကံကန်းအနေနဲ့လက်ကံကြီးကိုတဘိုးတုံးကြီးကန်ပြီးလိုက်ဆော့တာတော့မှမဖြစ်နိုင်ဘူးအေးဒီလိုမျိုးအနောက်လိုက်ရဟန်းတွေကဖြေတယ်တဲ့ဗျာဘယ်လို့မှမဖြစ်နိုင်ဘူးဆိုရင်ဘုရားရှင်ကနေဆုံးမပြီအသင်တို့ပြောတယ်ဘယ်လို့မှမဖြစ်နိုင်ဘူးဆိုတော့လက်ကံရဲ့ဥကောင်းနဲ့တဘိုးတုံးရဲ့အပေါက်တို့သည်အခြေအနေတစ်ခုတဲ့လက်ကံကလည်းကဘာကြီးတည်တဲ့၍အသက်ရှည်တယ်တဘိုးတုံးသည်လည်းလက်ကံအသက်ရှည်နေတဲ့၍ဆက်လက်ပြီးတည်ရှိနေခဲ့လို့ကံကောင်းထုံမှလွန်စွာဖြစ်ယောဂီတို့ရေစောချင်ရင်စောသွားအောင်မယ်စောပြီလို့မပြောဘူးနော်စောချင်ရင်စောသွားအောင်မယ်ခုနကအပေကိုဆင်းသွားတဲ့လူနတ်မြမာတွေအားလုံးတို့သည်တကြိမ်ပြန်လဲပြီးတော့လူနတ်မြမာဖြစ်ပေါ်ဖို့သည်ရာထောင်မကခဲရင်လာပါတယ်တဲ့ကဲယောဂီတို့ရေ
အလဲသွားခြင်းတဲ့ပုဂ္ဂိုလ်များသတိပြုဖို့ကောင်းအောင်ပြီအပယ်ကိုဘယ်လိုနည်းနဲ့မှမစင်စားကြပါနဲ့မတော်တဆခြေချွန်လက်ချွန်များကြာသွားခဲ့မယ်ဆိုရင်မမီတော့ပါဘူးကိုရန်နတ်ထိဆေးမရှိပါဘူးခင်ဗျာကဲယောဂီတို့ရေအင်မတန်ရောက်ခက်လာတဲ့လူဘဝကြီးခဏကျွန်တော်တို့ရရှိနေပါပြီကျွန်တော်တို့ရဲ့လက်ထက်မှာပိုင်စိုးနေရပြီအခွင့်အရေးအပြည့်ရှိတယ်ဒါကြောင့်မလို့ယောဂီခဏကြွလာတဲ့မိဘတွေဆွေမျိုးတွေအပယ်ကိုလုံးဝမရောက်စေချင်လို့ကျေးဇူးဆခြင်းဖြစ်ပါတယ်ဖြစ်နိုင်ရင်တတိလေးရရင်ကျင့်တတ်ပါပြီခဏကျွန်တော်တို့ဒါကြောင့်မလို့အပယ်မဆင်းချင်ရင်ရောက်ခက်လာတဲ့လူဘဝရနေတော့မှဝိပဿနာလုပ်ဖို့လိုအပ်လာပြီဆိုတာတတိပြုပါဒီလိုပါပဲအင်မတန်ရှည်လျားလာတဲ့တန်တရားကြီးကိုလည်းတခဏလေးလောက်ကျွန်တော်တို့ဘုဒ္ဓအနေနဲ့သိထားမယ်ဆိုရင်ဖယားရှင်ကိုတော်မြတ်ကြီးဟာဒီရှည်လျားလာတဲ့တန်တရားကြီးကိုတကဘာလေးနဲ့ပြင်စပြောကြည့်မယ်ဆိုရင်တကဘာဆိုဒီမှာကတ်ကြီးလေးကန့်ရှိပါတယ်ဒီနေရာမှာအကျယ်မပြောပေမဲ့အကျဉ်းကလေးတော့တင်ပြပါမယ်ကတ်ကြီးလေးကန့်တို့တွင်နံပါတ်1ကတ်သည်အာယုကတ်လို့ခေါ်ပါတယ်တဲ့ယောဂီတို့ရေအာယုကတ်ဆိုတာလူတိုင်းသိတယ်အသက်နဲ့ပတ်သက်တဲ့ကတ်ဟိုးမရေတွက်နိုင်အောင်အသက်ရှည်လာတဲ့ infinity အသက်ရှည်လာတဲ့သက်တမ်းကနေပြီးအနှစ်တရာကြာတိုင်းတနေ့ရော့လာတာဖယားရှင်ပွက်တဲ့အချိန်တုန်းကတော့အနှစ်တရာသက်တမ်းဖြစ်ပါတယ်လူတို့ဒီအသက်တရာလောက်အသက်ရှိတယ်နောက်ထပ်အနှစ်တရာကြာတိုင်းတနေ့ရော့လာတာအခုဆိုရင်ဖယားပြိဋိဘံစံတဲ့သာသနာတက္ကရဲ့2549နှစ်ရှိတာပြီဆိုတော့25နှစ်ကြော်ရော့လာပါပြီဒါကြောင့်မလို့ဒီဖက်ခက်သက်တမ်းဒီ84နှစ်ကြော်သက်တမ်းဖြစ်ပါတယ်ဒီလိုဆိုရင်အဲ့ဒီလိုမျိုးကြလာတာဟာအနှစ်တရာကြာတိုင်းတစ်ခါတနေ့ရော့လာတာအနှိမ့်ဆုံးဒီ10နှစ်တန်းထိကျဆင်းပါတယ်အဲ့ဒီလိုမျိုးကျဆင်းလာတာကိုဆောက်ကန့်လို့ခေါ်ပါတယ်အသက်ကနေပြီးတော့ဆောက်လာခြင်းဖြစ်ပါတယ်သာသနာကဆောက်တာမဟုတ်ပါလူတို့ဒီယနေ့သာသနာဆောက်တယ်လို့ပြောနေကြတဲ့ပုဂ္ဂိုလ်တွေကဉာဏ်မရှိတဲ့နတ်လဘိန်းတုံးတွေတော်တော်များများအဲ့တိုင်းပြောပါတယ်စာပေကျမ်းကမှဒီတိုင်းမဟုတ်ပါဘူးဒီဖက်ခက်ဒီဝိမု ക്തി ခက်2500ကျော်လာပြီဆိုရင်အနတ္တသာသနာတပတ်ပြန်လည်လာတဲ့ကာလဝိမု ക്തി ယုဂခက်ကြီးဖြစ်ပါတယ်အင်မတန်တော့ကိုသာသနာတိုးတက်တဲ့သာသနာတပြောင်းပွင့်နေရတယ်တောတာဗန္တရာကအနာဂံတွေလက်ညှိုးထိုးလို့မလွဲအောင်ဖြစ်ရမယ်ခက်ယဟန္တာကြီးတွေတပြောင်းပွင့်ရမယ်ခက်သည်49နှစ်တောင်ကျော်လာပါပြီဒါကြောင့်မလို့ကျွန်တော်တို့ထေရဝါဒဗုဒ္ဓသာသနာဝင်တွေရဲ့နှုတ်ဖြားမှာဆောက်ကပ်ဆိုတာမပြောကြပါနဲ့ဆောက်ကပ်ဆိုတာကအသက်ကနေပြီးတော့ဆုတ်သွားခြင်းများတာဖြစ်ပါတယ်ကဲယောဂီတို့ရေအသက်ဆုတ်လာတာဟာ10နှစ်တန်းအထိအသက်ဆုတ်လာခြင်းဖြစ်ပြီးတော့မှ